အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စီစဉ်တင်ဆက်ပေးချင်တာကတော့ဟုတ်ပါဘူးကျွန်တော်ဒီနေ့ပြပေးခြင်းတဲ့စတီလေးကတော့တစ်ခွဲတူရာသမတ်စတီဖြစ်ပါတယ်တစ်ခွဲတူဆိုတဲ့အတိုင်းဒူရီကတော့တကယ်ကိုကောင်းပါတယ်ဗျဒူရီကိုတိခါတေချာလေးအနီးကပ်လေးရိုက်ပြပေးထားပါတယ်နော်ဒူရီကိုတေချာကြည့်ပါဒီလိုတူမျိုးကကျွန်တော်စီမှာပဲရမှာဖြစ်ပါတယ်စပွဲချောက်ငှက်ချောက်တွေဆိုလို့ရှိရင်လည်းကောက်ကွေးပြီးတော့တေချာလေးလုပ်ပေးကြပါတယ်ဒီလိုစပွဲချောက်မျိုးကလည်းကျွန်တော်စီမှာပဲရမှာဖြစ်ပါတယ်ဗျအသားအနားနဲ့ဒူကတော့ပြောစရာမလိုအောင်ကောင်းပါတယ်တေချာလေးကြည့်ပေးပါနော်ထက်ခါမဲတဲ့အားပေးနေကြရန်ကုန်ကအမအတွက်လုပ်ပေးတာဖြစ်တာလေးပါဗျမြို့တော်များများကိုကျွန်တော်အယောင်ဝင်ရှင်နဲ့ပုတ်ပေးနေပါတယ်နော်ဆရာလည်းကြုံမတောင်းပါဘူးငွေလည်းကြုံမလွှဲရပါဘူးနော်အယောင်ဝင်ရှင်နဲ့တော်များများလုပ်ပေးပါတယ်ဈေးနှုန်းလေးကတော့17,500ဝင်ဖြစ်ပါတယ်ဘယ်သူမှမရောင်းတော့တဲ့ဈေးနဲ့ကျွန်တော်ရောင်းပေးနေတာပါ17,500နဲ့ပဲရောင်းပေးနေတော့မှာပဲဗျတကယ်လို့ကြိုက်နေတက်လို့မဟုတ်ချင်နေဆိုရင် TikTok CV Facebook CV Fiverr 4288365တို့အချိန်မရွေးလာရောက်မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ဗျအားလုံးကျေးဇူးပါ